ငပိလေအိမ်လုံးငပိလေနော်ကျွန်မဈေးရင်းကနေပြီးတော့ပစုံ50တာပစုံစိတ်လေးတေးသေးလေးတွေ50တာဝယ်ခဲ့တယ်ရေးဆေးပြီးတော့နေလန်းတယ်နေလန်းတာကတော့တမနဲ့ပေါ့နော်ညနေပိုင်းကျွန်မတို့ကညနေပိုင်းနေအဲ့တော့တမနဲ့လှမ်းတယ်လှမ်းပြီးတော့ဒီလိုအသားကျိတ်ဆက်တဲ့မှာနာနာပြီးကျိတ်ပါတယ်နာနာပြီးကျိတ်ရတာကျွန်မဆက်မပြတ်အောင်ပါစက်တိုက်ကျိတ်တဲ့ဆိုရင်ကျိတ်လို့ရတယ်ဒါပေမဲ့ကျွန်မမကျိတ်ဘူးဆက်နာမှာဆိုလို့နော်စက်တိုက်ဆက်ကိုသုံးမယ်ဆိုရင်ဆက်တွေကနာပါတယ်အဲ့တော့ကျွန်မနာနာပြီးလုပ်ပါတယ်စီးလားဆိုရင်လည်းမစီးသေးလို့လိုအပ်သေးတယ်နော်လိုအပ်သေးတော့ကျွန်မထပ်ပြီးကြိတ်ပါတယ်ထပ်ပြီးကြိတ်တော့ကျွန်မအစင်ပြေသွားပါတယ်အစင်ပြေသွားတော့ဘာလို့လဲဘူးလေးတွေထည့်ပြီးတော့နေလန်းဖို့ဟာကိုအဲ့ရက်ကမိုးလေးတွေနည်းနည်းလေးရွာတယ်မိုးလေးတွေရွာတော့ကျွန်မနေထပ်ပြီးမလှမ်းလိုက်ရဘူးရေခဲတက်တာထဲမှာလည်းကျွန်မမထည့်ဘူးအခုဆိုစီးသွားတာပေါ့နော်စီးသွားတဲ့အနေထားရေခဲတက်မထည့်ပြတော့ကျွန်မအပြင်မှာထားလိုက်တယ်ပေါ့အပြင်မှာထားလိုက်တော့ဘာဖြစ်လဲနှစ်ရက်ဖြစ်သွားတော့ဗောနော်နှစ်ရက်ဖြစ်တော့ဘာဖြစ်လဲလောက်လေးတွေတွေ့လာတယ်လောက်လေးတွေတွေ့လာတော့ကျွန်မလေးကြေကွဲဝမ်းနေဆိုတော့ပြစ်လိုက်ရပါတယ်လို့နော်မစားလိုက်ရဘာဖြစ်လို့လဲဆိုရင်စားနေွားလို့နော်ရေခဲတက်မှာတင်းပြီးဆိုရင်ကျွန်မတို့